တင်းကျင်ကုန်ဖျားရမှာဆိုတာတွေးကြည့်ဖို့တော့နည်းနည်းကြောက်လာတော့အယောင်ကနည်းနည်းလေးမှိတ်သွားအဲ့ဒီအချိန်မှာကြောက်နဲ့ရှေ့သွားရင်းနဲ့လူတွေအလောင်းကြီးစုတက်နေလိုက်တော့ကြောက်ပါတယ်ဆိုလဲကြားပေးတဲ့ခွေးတွေကလူတွေလောင်းကြီးစားတဲ့ခွေးတွေကဝုန်းသူអော်ပြေးရင်ကောင်တွေကဂုံးငွေနဲ့ပြန်ကြအနံ့ကထောင်းငွေနဲ့နှာခေါင်းနဲ့ဝင်ကြောက်စိတ်တွေကလွှမ်းမိုးတော့ခန္ဓာကိုယ်တစ်ခုလုံးကအယောင်တွေပျောက်သွားပြီအယောင်တွေပျောက်တော့ဟာငါတငယ်ချင်းပြောတာမှန်တယ်ငါနောက်ပြန်ဆုတ်တော့မယ်မိုးလင်းမှဖယားဖူးတော့မယ်ဆိုပြီးတော့နာတပိန်စိတ်လျှော့မယ်လှုပ်လိုက်အဲ့ဒီအချိန်မှာပြိဿဘေးကအတန်တစ်ခုထွက်အဘိကမဂါပတိဘိကမဂါပတိဘိကန္တံသေယောနောပတိကန္တံတထေကြီးနောက်မဆုံးနဲ့ရှေ့ကိုသာတိုးရှေ့ကိုတိုးမယ်ဆိုရင်ခြေတလန်းဟာဂရေတသန်းတန်နဲ့နောက်ပြန်ဆုတ်မယ်ဆိုရင်ဂရေတသန်းတန်နဲ့ခြေလန်းတွေဆုံးရှုံးတော့မယ်ပေါ့ဟာအဲ့ဒီလိုလဲပြောလိုက်ရောဒါငါရဲ့အကျိုးလိုလားတဲ့နတ်တယောက်ကဒါငါကိုတိုက်တွန်းတာဖြစ်မယ်ငါရှေ့ဆက်တိုးမယ်ဆိုပြီးတိုးသွားလိုက်တာတိုးလဲသွားလိုက်ရောပြိဿအဲ့ဒီမှာမြတ်စွာဘုရားကမိုးမလင်းခင်ဈဉ္ဉံလျှောက်တာလက်မြင်လိုက်ဟာဟုတ်မယ်ဈဉ္ဉံလျှောက်နေယဟန်တပါးဒါဖယားဖြစ်မယ်ထင်တယ်ဖယားဖြစ်မယ်ဆိုပြီးနာတပိန်ရဲ့အတွေ့ကောင်းပုံကသွားပြီးတော့တန့်ရှစ်ခိုးမဟုတ်ဘဲနဲ့ဖယားကြီးမဟုတ်ဘဲနဲ့ဖယားလိုရှစ်ခိုးမိဆရာတင်မှားရင်ငါဒုက္ခများမယ်ဘောရမဖယားရဲ့ရှေ့ကလည်းမဂ္ဂလိဂောသာလတို့ဘဂုဏဒိဋ္ဌိ6ပါးကရှိတယ်မလားဖယားနဲ့ခက်ပြိုင်ကြီးတွေလေသူတို့ကလည်းသူတို့ကိုသူတို့ဖယားလိုကြွေးကြော်ထားတော့အဲ့ဒီပုဂ္ဂိုလ်မျိုးများသွားဆရာတင်မိရင်ငါဒုက္ခရောက်လိမ့်မယ်ပေါ့အဲ့ဒီအတွေ့မျိုးဝင်လာတော့ဖယားဟုတ်မဟုတ်ငါဘလို့စမ်းသပ်တပ်ပိညုတဉာဏ်ရှင်ဆိုရင်ငါငယ်နှံပြီသူသိလိမ့်တလောကလုံးကငါကိုသိကြတာကဆင်းရဲသူဆင်းရဲသားစားရမဲ့တောက်ရမဲ့လူတန်းစားတွေကိုထမင်းကျွေးတဲ့အတွက်ဒါကြောင့်အနာထပိန္ဒိကအနာတပိလို့လူတိုင်းသိတာဘောရမဘုရားတပ်ပိညုတဉာဏ်ရှင်တကယ်ဟုတ်တယ်ဆိုရင်ငါရဲ့ငယ်နှံပြီဖော်ပါစေမိဘနာမပေးတဲ့နာမည်လေးခေါ်ရင်ကောင်းပါပဲဆိုတဲ့အတွေးလေးနဲ့ရှေ့ဆက်သွားလိုက်တော့ဘုရားနာလည်းရောက်ကြောအေဟိတုတ္တတထေတုတ္တလာခဲ့တဲ့ဒီလို